္ဂလာပါ Office 365 install လုပ်တာပြပေးသွားမှာဖြစ်ပါတယ်အရင်ဆုံး software ကို download လုပ်ထားပေးရပါမယ် download လုပ်ပြီးသွားပြီဆိုတော့ဒီ file လေးရလာပါမယ်ဒီ file ပေါ်မှာ right click နဲ့ပြီးတော့ mouse ဆိုတာလေးကိုနှိပ်လိုက်ပါဒါဆိုတော့ဒီလိုမျိုးလေးပေါ်လာမှာဖြစ်ပါတယ်တကယ်လို့ကိုယ့်ရဲ့ဆက်မှာဒီလိုမျိုး mouse မပေါ်ဘူးဆိုရင်ဘာနဲ့ဖွင့်လို့ရလဲဆိုရင် right click နဲ့ပြီးတော့ဒီ open with window explorer အဲ့ဒါကိုရွေးပြီးတော့ဖွင့်လို့ရပါတယ်ဒီလိုမျိုးဖွင့်လာပြီဆိုတော့ဒီ setup ကို double click နဲ့ပြီးတော့ install ပေးရမှာဖြစ်ပါတယ်ပြီးတော့ဒါလေး install လုပ်တာကိုစောင့်ပေးရမှာဖြစ်ပါတယ်install တာပြီးသွားပြီဆိုတော့ဒီလိုလေးပေါ်လာမှာဖြစ်ပါတယ်ဒီမှာ close ကိုနှိပ်ပြီးတော့ပိတ်လို့ရပါတယ်ဒါဆိုတော့ကိုယ့် set ထဲမှာဒီ Office 365ကို install လုပ်တာပြီးသွားဖြစ်ပါတယ် Word 280 PowerPoint ကိုတွားပြီးတော့ဖွင့်လို့ရပါပြီဒါဆိုတော့ဒီမှာကိုကဒီ Office 365 account ဝယ်ထားတာရှိတယ်ဆိုတော့ဒီမှာ sign in ဝင်ပြီးတော့အသုံးပြုလို့ရပြီပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါကျေးဇူးအများကြီးတင်ပါတယ်